င်္ဂလိတယောက်ဟာအိမ်အသက်တစ်လုံးကိုပြောင်းရွှေ့လာပြီးနောက်အဲ့ကန်တဲမှာကြက်တကောင်ကိုတွေ့ခဲ့ပါတယ်အိမ်ရှင်ကတော့အဲ့ဒီကြက်ဟာအရင်အိမ်ငါးထားခဲ့တာဖြစ်ပြီးမင်္ဂလိဘာသာအစဉ်ပြေတယ်လို့စီမံနိုင်တယ်လို့ပြောပါတယ်အိမ်ရှင်ထွက်သွားပြီးနောက်မင်္ဂလိကကြက်ကိုအစာတဆုပ်ကျွေးလိုက်ပါတယ်သူမလှည့်ထွက်မဲ့အလုပ်မှာပဲကြက်ကရုတ်တရက်တတိထားလို့လှမ်းပြောလိုက်ပါတယ်တကယ်ပဲအပေါ်ရန်ထုတ်တန်ကတစ်သားစီတစ်ခုပြုတ်ကျလာပါတယ်မင်္ဂလိကတော့သူမနားကြားမားကလို့ပဲအစပိုင်းမှာထင်ခဲ့တာပါနောက်တနေ့အလုပ်သွားကနေမှကြက်ကထပ်မံစကားပြောပြန်ပါတယ်အန်နီယေရှိနိုင်တာကြောင့်ဝါခမောင်းအနီကိုမဆောင်ဖို့သူမကိုတတိပေးလိုက်ပါတယ်မင်္ဂလိဟာကြောက်လန့်တကြားနဲ့ထွက်လာခဲ့ပါတယ်အဲ့ဒီနေ့ညနေအလုပ်စင်းချိန်မှာမိုးနေတင်းထန်စွာရွာသွန်းပါတော့တယ်အဲ့ဒီအချိန်မှာလေသူမရဲ့အလုပ်သမားကောင်းဆောင်ကမိုးကာဖို့သက်ဝါခမောင်းအနီတလုံးကမ်းပေးပါတယ်မင်္ဂလိကကြက်ရဲ့တတိပေးချက်ကိုတတိရတာကြောင့်ညှင်းပယ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့လောက်ဖော်ကိုင်းပဲအမျိုးသမီးတယောက်ရောက်လာပြီးအဲ့ဒီခမောင်းအနီကိုယူဆောင်သွားပါတယ်ဒါကိုမြင်လိုက်ရတဲ့မင်္ဂလိဟာစိတ်ထဲမှာမတင်မကျဖြစ်ကြံခဲ့ပါတယ်တကယ်ပဲနောက်တနေ့အလုပ်သွားတဲ့လမ်းမှာရွာသားတွေလမ်းဘေးမှာစုအုံနေတာကိုတွေ့ရပြီးတေဆုံးနေတဲ့အမျိုးသမီးဟာခမောင်းအနီဆောင်းသွားတဲ့သူမရဲ့လက်ဖော်ကိုင်းပဲဖြစ်နေပါတယ်မင်္ဂလိဟာအိမ်ကိုအပြေးပြန်ပြီးကြက်ကအနာဂတ်ကိုဘယ်လိုဟောကင်းထုတ်နိုင်တာလဲလို့မေးပေမဲ့ကြက်ကဘာမှပြန်မဖြေပါဘူးမင်္ဂလိလာဒါတွေအားလုံးဟာတိုက်ဆိုင်မှုပဲလို့ထင်ပြီးလှည့်ထွက်သွားတဲ့အချိန်မှာတော့ကြက်ကည10နာရီမတိုင်ခင်အိမ်ပြန်ရောက်အောင်မယ်မဟုတ်ရင်အန်လျင်ရှိတယ်လို့ထပ်ပြောပါတယ်အလို့မှမင်္ဂလိဟာကြက်ရဲ့တတိပေးချက်ကိုပဲတွေးနေမိပါတယ်ည8နာရီမှာအလုပ်ဆင်းပြီးမဲ့အလုပ်သမားကောင်းဆောင်ကရုတ်တရက်ကိစ္စရှိလို့ဆိုပြီးလူနာတွေကိုစောင့်ရှောက်ဖို့သူမကိုတောင်းဆိုပါတယ်10နာရီနီးလာလေးမင်္ဂလိဟာအကြောင်းပြမရှိပဲထိတ်လန့်လာလိပါပဲသူမပရင်ပေါက်ကနေအပြင်ကိုကြည့်လိုက်ပေမဲ့ထူးခြားတာဘာမှမတွေ့ရမှာဘူးမကြခင်မှာပဲ10နာရီထိုးသွားပါတယ်လူနာအိုင်းလုံးကိုကြည့်ရှုချိန်မှာတော့အရိပ်ငယ်တစ်ခုသူမနားကိုဖြည်းဖြည်းချင်းချင်းကပ်လာပါတယ်မင်္ဂလိကကြောက်လန့်တကြားမျက်စိမိတ်ထားလိုက်ပေမဲ့တကယ်တော့အဲ့ဒါဟာအလုပ်သမားကောင်းဆောင်ဖြစ်နေပါတယ်ကြက်ရသတိပေးချက်ကအမကြီးလိုမင်္ဂလိထင်သွားပေမဲ့ခေါင်းဆောင်ကနာယီကပြက်နေတာဖြစ်ပြီးလက်ရှိအချိန်ထက်နာယီဝက်စောနေလေလို့ပြောပြပါတယ်မင်္ဂလိဟာအပြင်မှာတကယ်တမ်း10နာရီမထိုးသေးဘူးဆိုတာသိလိုက်ပါတယ်ခေါင်းဆောင်ကညဘက်လမ်းမလုံကြတာကြောင့်သူမကိုအိမ်လိုက်ပို့ပြီးမယ်လို့ပြောပါတယ်ထန်းကောင်းရအချိန်တော့တကားခောက်တန်းကြောင့်မင်္ဂလိနိုးသွားပါတယ်အလုပ်သမားကောင်းဆောင်ကတကားဖွင့်ပေးဖို့ပြောပြီးမယ်ကြက်ကဘယ်တော့မှမဖွင့်နိုင်လို့သတိပေးပါတယ်မင်္ဂလိဟာတခုခုမှားနေပြီဆိုတာသိလိုက်တာကြောင့်ဒီနေ့နေ့လေကလာတဲ့မင်္ဂလိလေးမှာဘာယောဂဖြစ်တာလဲလို့ခေါင်းဆောင်ကိုတမင်တက်တက်လှမ်းပြောလိုက်ပါတယ်ခေါင်းဆောင်ကဒဏ်ရာအနှဲငယ်ပဲရတာပါလို့ဖြေတဲ့အခါမှာတော့မင်္ဂလိကတကားဖွင့်ပေးဖို့ညှင်းဆန်လိုက်ပါတော့တယ်အကြောင်းရင်းကတော့အဲ့ဒီနေ့ကသူတို့စီမှာဘေးမင်္ဂလိငယ်မှာလာရောက်ကုသမှုမခံခဲ့လို့ပဲဖြစ်ပါတယ်